ကျမ်းမာရေးအာမခံတော့ရှိပါရဲ့ဒါပေမဲ့ရုတ်တရက်ဆေးရုံတက်ရတဲ့အချိန်မှာကိုယ့်ရဲ့လက်ထဲမှာငွေအလုံလောက်မရှိရောဆေးရုံကခုတာပေးပါမယ်ဒီမနေ့ပြန်တိုင်းအတွက်စိတ်ချလိုက်အစီအစဉ်မှာအချိန်10မိနစ်တည်းပေးုံနဲ့ဒါတွေအားလုံးရှင်းသွားလိမ့်မယ်မိသားစုအားလုံးရဲ့မနေ့ပြန်တိုင်းအတွက်စိတ်ချလိုက်ကျမ်းမာရေးအာမခံဝယ်ထားပေမဲ့ရုတ်တရက်ဆေးရုံတက်ရတဲ့အချိန်မှာကိုကငွေရင်ကြိုစိုက်ထုတ်ထားမှာလားအဖြေကတော့2မျိုးရှိပါတယ်ပထမတနည်းကတော့တတ်မှတ်ချက်နဲ့ကိုက်ညီတဲ့အာမခံရော်ကြီးလျှောက်ထားတဲ့ဟာဆိုရင်အသက်အာမခံကုမ္ပဏီနဲ့ချိတ်ဆက်ထားတဲ့ဆေးရုံတွေမှာငွေသားမလိုတဲ့အာမခံရော်ကြီးလျှောက်ထားတဲ့ဝန်ဆောင်မှု cashless သိန်းကိုရနိုင်ပါတယ်။နောက်တစ်ခုကတော့အသက်အာမခံကုမ္ပဏီနဲ့မချိတ်ဆက်ထားတဲ့တခြားဆေးရုံတွေမှာဆိုရင်တော့ကိုကငွေရင်ကြိုစိုက်ထုတ်ပြီးမှပြန်တောင်းရတာမျိုးလည်းရှိနိုင်ပါတယ်။ဆိုတော့ကိုဝယ်ထားတဲ့အာမခံကဘယ်ဆေးရုံတွေနဲ့ချိတ်ဆက်ထားလဲဆိုတော့ကြိုတိထားဖို့လိုပါတယ်။ဆိုတော့ရုတ်တရက်အရေးပေါ်မှာပတ်စံလိုက်ရှာနေမှာလားအသက်အာမခံကုမ္ပဏီနဲ့ကြိုချိတ်ဆက်ထားမှာလားဒီလောက်ဆိုရင်မနှက်ပြန်တိုင်းအတွက်စိတ်ချရအောင်ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတာသိပြီးလောက်ပြီးထင်ပါတယ်ထက်တိလို့တဲ့အကြောင်းအရာတွေရှိရင်လည်းကွန်မန့်မှာမေးထားလိုက်နော်အားလုံးနဲ့နောက်တစ်ပတ်ဆက်နေမှာပြန်တွေ့မယ်